Part 1သွေးသစ္စာလာမင်းကြီးရဲ့အလင်းဖြောဖြောအောက်ကတိတ်ဆိတ်လွန်းတဲ့စိန်ဆန်းအိုင်ကြီးတစ်ခုထဲမှာရေမျက်နှာပြင်မှာမြူနင်းတွေဝေနေပြီးရင်ညှိတွေနဲ့ပြည့်နေပါတယ်ဒါဟာချင်းအင်ပါယာရဲ့ဗဟုချက် Citadel ပဲဖြစ်ပါတယ်ဖားအော်တန်ခက်သေးသေးနဲ့လီတိုးတန်လေးကအေးချမ်းတဲ့ညအခါကိုပေါ်ပြနေပါတယ်ရေမျက်နှာပြင်အောက်မှာထောင်ပေါင်းများစွာသောချင်းလောင်းတွေတလှုပ်လှုပ်နဲ့နိုးထလာကြပါတယ်သူတို့ဟာစနစ်တကျတန်းစီနေကြပြီးအပေါ်ကိုတက်လာပုံကစစ်တပ်တစ်ခုခြိတက်လာတယ်လို့ပါပဲချင်းပိုးတုံးလုံးတစ်ခုကနေတောက်ပပြီးပြောင်လက်နေတဲ့ချင်းတစ်ကောင်ရေမျက်နှာပြင်ပေါ်ကိုယုံထွက်လာပါတယ်သူ့ရဲ့အတောင်ပံတွေကလာရောင်အောင်မှာစိန်ပွင့်တွေလိုတောက်ပနေပါတယ်ထပ်တူချင်းပုတ်တိုက်တယ်လို့အတောင်ပံခတ်တံကိုစတင်ကြားရပါတယ်ချင်းအားလုံးထဲမှာအကြီးဆုံးနဲ့အခက်ညားဆုံးချင်းမကြီး Empress ကိုပြမယ်သူမရဲ့ကိုယ်ထဲမှာအနက်ရောင်နဲ့ငွေရောင်အစင်းချောင်းတွေပါပြီးသူမရဲ့မျက်လုံးတွေကပထမလိုနီညမ်းနေပါတယ်ဘယင်မကြီးရဲ့ဘေးမှာတန်မာထွားချိုင်းနဲ့ချင်းအမစစ်ဗိုလ်ချုပ်တွေဝိုင်းရံထားကြတယ်သူတို့ရဲ့နှမောင်းတွေကအချုံတွေလိုခြုံထက်နေပြီးတိုက်ပွဲအတွက်အသင့်ဖြစ်နေကြပါတယ်ချင်းထောင်ပေါင်းများစွာရဲ့စုပေါင်းအတောင်ပံခတ်တံများစတင်စူးညံလာပါပြီစိန်ပွင့်အိုင်းထဲကတစ်ပင်တွေခြောက်တွေ့လာပြီးသူတို့လုံအပ်တဲ့သွေး life essence ပြက်လက်နေတာကိုပြတာတယ်ဘယင်မကြီးကအဝေးကလူသားတွေနေထိုင်ရာအရက်ကိုလှမ်းကြည့်လိုက်ပါတယ်ဘယင်မကြီးရဲ့အမိတ်အရာအမြန်ဆုံးချင်းကင်းတောက်အဖွဲတစ်ဖွဲတောအုပ်ထဲကနေလူသားတွေရှိရာစီကိုလျက်စီးလိုပြန်တန်းထွက်ခွာသွားကြပါတယ်ကင်းတောက်တွေကအိပ်ပျော်နေတဲ့တတဝါကြီးတစ်ကောင်ဥပမာတောဝက်သို့မဟုတ်အိပ်ပျော်နေသောလူသားကိုတွေ့ရှိသွားပါတယ်သူတို့ရဲ့အာယုံခံစနစ်ကအပူလိုင်းတွေကိုမြင်နေရပါတယ်ချင်းတစ်ကောင်ကပြစ်မှတ်ရဲ့အည်ပြားပေါ်ကိုအတန်မထွက်ပဲဆင်းသက်လိုက်ပါတယ်သူ့ရဲ့နှမောင်းကအည်ပြားကိုထိုးဖုတ်ဖို့ပြင်းနေတဲ့အနီးကပ်ပုံရိပ်ကိုမြင်ကြရမှာပါအတချောင်းထိုးဝင်သွားသလိုစွတ်ခနဲ့အတန်နဲ့အတူတွေးများကိုအောင်မြင်စွာစတင်ဆုပ်ယူပါပြီတွေးတွေကိုအောင်မြင်စွာဆုပ်ယူပြီးနောက်ချင်းတွေဟာအင်းအားအပြည့်နဲ့စိတ်ဆန်းကိုပြန်လာကြပါတယ်ဘယင်မကြီးကကောင်းကင်ရံကိုကြည့်ပြီးတကဘာလုံးကိုကျူးကျော်ဖို့ကြွေးကြော်လိုက်ပါပြီ Part 2 coming soon